လင်မယားနှစ်ယောက်ကြားမှာအငင်းပွားမှုလေးတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒါပေမဲ့အခြေအနေကတဖြည်းဖြည်းတင်းမာလာပြီးခင်မွန်းဖြစ်သူကအိမ်လေတဲ့ကနေတိတ်နဲ့အိမ်ကိုနှစ်ချမ်းခွဲလိုက်ပါတယ်နောက်ဘသူမှဒီစီးကိုမကြော်ရဘူးလို့သူကပြောလိုက်ပါတယ်စီကံဖောက်ဖြတ်တဲ့သူကတစ်ဖက်လူကိုပိုက်ဆံပေးရမယ်လို့ဆိုပါတယ်ဇနီးဖြစ်သူကချက်ချင်းသဘောတူလိုက်ပေမဲ့ဒီပြစ်ဒဏ်ကတေးလုံးတယ်လို့သူမကထင်ပါတယ်ဒါကြောင့်ဒီစီးကိုကြော်တဲ့သူကအိမ်ကနေထွက်သွားရမယ်လို့သူမကပြောလိုက်ပါတယ်ခင်မွန်းဖြစ်သူကအနှဲငယ်တွန့်ဆုတ်သွားပေမဲ့အချင်းချင်းအခြေတင်ဖြစ်နေတာကြောင့်နောက်ဆုံးမှသူလည်းသဘောတူလိုက်ပါတယ်ခဏအကြာမှာတော့ခင်မွန်းဖြစ်သူကခြေချော်ပြီးစီးနားထိရောက်သွားပေမဲ့သူ့ကိုယ်သူထိန်းလိုက်နိုင်ပါတယ်ဒါပေမဲ့ပြဿနာအတစ်တစ်ခုပေါ်လာပါတယ်အိမ်ရဲ့အဓိကနခါကဇနီးဖြစ်သူရှိရဲ့ဘက်မှာဖြစ်နေပါတယ်ဇနီးဖြစ်သူကပြုံးပြီးအပြင်ကိုဘလို့ထွက်မလဲလို့မေးလိုက်ပါတယ်ခင်မွန်းဖြစ်သူကပြတင်းပေါက်ကနေပဲထွက်မယ်လို့ပြန်ပြောပါတယ်အဲ့ဒီနောက်ရေချိုးခန်းကငါးဘက်မှာရှိတာနော်မင်းဘယ်လောက်ထိတောင်းခံနိုင်မလဲကြည့်ရသေးတာပေါ့လို့သူကဆိုပါတယ်ဇနီးဖြစ်သူကလည်းလိုအပ်ရင်အိမ်ကြီးချင်းတွေစီသွားမှာပေါ့လို့ပြန်ပြောပါတယ်အဲ့ဒီအချိန်မှာခင်မွန်းဖြစ်သူကသူ့ရဲ့ laptop ကဇနီးဖြစ်သူဘက်မှာကျန်နေတာကိုတတိယသွားပါတယ်ဇနီးဖြစ်သူကဒေါသကြီးနဲ့ laptop ကိုကောက်ကင်ပြီးကျမ်းပြင်ပေါ်ရိုက်ခွဲလိုက်ပါတယ်ဒါကိုမြင်တဲ့ခင်မွန်းဖြစ်သူကလည်းအရန်ဒေါသထွက်သွားပြီးကလဲစားချေတဲ့အနေနဲ့ဇနီးဖြစ်သူအကြိုက်ဆုံးဝတ်စုံကိုယူပြီးကက်ကျင်းနဲ့ညှက်ပစ်လိုက်ပါတယ်အခုဆိုရင်သူတို့နှစ်ယောက်ရဲ့ရန်ပွဲကပိုပြီးပြင်းထန်လာပါတယ်ရုတ်တရက်ခင်မွန်းဖြစ်သူရဲ့အလုပ်ရှင်စီကဖုန်းလာပါတယ်ဒါပေမဲ့ဖုန်းကလည်းဇနီးဖြစ်သူဘက်မှာဖြစ်နေပါတယ်ဇနီးဖြစ်သူကဖုန်းကိုကင်ပြီးအလုပ်ရှင်ကိုအော်ဟစ်ဆဲဆိုကဖုန်းချလိုက်ပါတယ်ခင်မွန်းဖြစ်သူကတော့အလုပ်ပြုတ်တော့မှာပဲလို့စိတ်ပူနေပေမဲ့စီးကိုတော့မကြော်သေးပါဘူးသူတို့နှစ်ယောက်အော်ဟစ်နေကြတဲ့အတန်ကြောင့်ကလေးလေးနိုးလာပါတယ်ကလေးကဗိုက်စာနေတာဖြစ်နိုင်တယ်လို့ဇနီးဖြစ်သူကထင်ပေမဲ့နိုးဘူးကခင်မွန်းဖြစ်သူဘက်မှာရှိနေပါတယ်ဒီတခါတော့ဇနီးဖြစ်သူကစီကံအလုံးကိုမေ့သွားပြီးစီးကိုချက်ချင်းကြော်ကနိုးဘူးကိုတွားယူပါတယ်ခင်မွန်းဖြစ်သူကဘာမှမပြောပါဘူးဒါပေမဲ့ကလေးကစက်ငုံနေတော့မှာပဲဇနီးဖြစ်သူကကလေးကိုချောကြည့်ပေမဲ့မရပါဘူးသူကလေးအဲ့ဒီလိုငိုနေတာကိုမြင်တော့ခင်မွန်းဖြစ်သူလည်းမနေနိုင်တော့ပါဘူးသူလည်းစီးကိုကြော်လာပြီးကလေးကိုပွေ့ချီကမေတ္တာနဲ့ချော့မြူလိုက်ပါတော့တယ်